ပြီကကိုဒီထားကိုခေါ်တော့ကိုဒီထားနဲ့ခေါ်လိုက်တော့ကိုဒီခေါ်လိုက်တော့ဟုတ်တယ်တော်လိုက်စမ်းတော်လိုက်စမ်းမင်းတို့လည်းကားနဲ့ရက်ခွက်နဲ့ရဖြစ်နေဒီကောင်လေးကွာခဏခဏရက်ခွက်နဲ့မှရံဖြစ်တယ်အုတ်ကြီးပြောလို့လည်းမကောင်းအုတ်ကြီးကလေခင်ဗျားတို့ဆိုလို့ရှိရင်လေခင်ဗျားတို့လည်းရက်နေလေအခုကစမောင်မရဘူးရောဆိုတာပြောကိုတကားကိုစီတာဒီကလားလို့ဖြစ်ရတယ်မင်းပြောလို့ရတယ်ပြောချင်တာဒီကောင်လေးကွာဟဲ့ရက်ခွက်နဲ့မှခဏခဏရံပြဘလောက်ပြောလို့ဆိုလို့မရဘူးအလက်ကားနဲ့ရံဖြစ်တာဒါပဲတော်တော်ရံဖြစ်တာဆိုဘာဖြစ်လဲငါပြောမယ်အုတ်ကြီးပြောတယ်ဘာမှမလုပ်ပြောနေကျွန်တော်ရှုံးခေါ်ခဲ့ငါပြောမယ်ဟုတ်လဲအုတ်ကြီးပြောမှမယ်မို့လို့ကျွန်တော်ပြောပေးတာပါမပြောရုံးဟောကွာရုံးပါပဲရုံးပါပဲဆိုခေါ်ခဲ့ပြီယူခိုင်းတာတော့ရပြီကဲဘိုးရလည်းမဲလို့တော့5 4 3 2 1 go ဒီကောင်ဒီကွာရက်ကွာတယ်မလီမင်းတို့ကြီးပဲခဏခဏရက်ဖြစ်တယ်ခဏခဏရက်ဖြစ်တယ်မဖြစ်ပါနဲ့ဆိုတော့လေအုတ်ကြီးကလည်းပြောလို့မဝနိုင်ဘူးပြောလို့မဝတာဘူးလေအုတ်ကြီးဘယ်လောက်ပြောမရဘူးရကျွန်တော်ဘာလေးပြောမယ်ဒီကောင်လေးကွာဒီကောင်လေးကွာဒီကောင်လေးကွာနော်ပြောကြည့်ဒီကောင်လေးကွာတို့ဆောက်ရမလို့နင်းပြောအောင်ပြောကြည့်လို့ပေါ့ရုံးလိုက်ခဲ့ဟာခုနရပြတာပြောတာအေးပြောအောင်ကြည့်ပြောဒီကောင်လေးကွာခဏခဏရပြတယ်တော့နင်းတာနော်ဒီကောင်လေးကွာခဏခဏဘလောက်ပြောလို့မရဘူးရံပြတာဆိုတာကွာအိုးပြောလိုက်လည်းမင်းတို့ရံပြတယ်ဒါဆိုရင်ကိုကသူမတားမချင်းမင်းဘက်ကပြောနေဦးနော်ပြောအဲ့ဒါကတော့ငါညီစင်အပြေဘယ်လိုပြောဟိုမှာကျဟိုမှာမိုးရီမဲမောင်နေဟာပါလိုက်မယ်ကောင်းပြီကောင်းပြီလားတို့အုတ်ကြီးပြီးအဲ့ဒါပဲပြောမှာပဲလေငါပြောမယ်တားလေဒီကောင်တွေကိုဟောကောရုံးခေါ်ခဲ့ရိုင်းမယ်ကတော့ငါပြောမယ်ဆိုတော့အုတ်ကြီးပြန်မှာဆိုလို့ကျွန်တော်ပြောပြတာမတော့ပြီတော့လောက်ပြီတော့ဒီကောင်တွေကိုရုံးခေါ်ခဲ့အားနေတယ်ဟုတ်နော်အုတ်ကြီးပြန်မှာဆိုလို့ကျွန်တော်ပြောပြတာအုတ်ကြီးပြန်မှာဆိုလို့ကျွန်တော်ပြောပြတာမင်းမတော့ပြီတာဟုတ်ကဲ့အဲ့ဒါဆိုတိုင်ပင်ပေးတာဒီကောင်ပြီလားဟုတ်ကဲ့ဒီကောင်တွေကိုရုံးခေါ်ခဲ့အဲ့ဒါတော့နည်းနည်းဟာဒီနော်โอเคရိုက်မယ်ဒီကောင်တွေကိုရုံးခေါ်ခဲ့ကျန်ကလိုက်ပြောပြတာငါလည်းပြန်ခေါ်ပြောတယ်ကြီးကကောင်းကြီးဘူးကြီးကကောင်းကြီးပဲဟုတ်ကောဘုရားအလုပ်သေးပါဒါပေမဲ့ဘာဖြစ်တာတော့အုတ်ကြီးပြီးလည်းပြောမှာပဲလေဘာပြောမယ်မင်းမစားလိုက်လားအုတ်ကြီးမောနေမှာဆိုလို့ဒီကောင်တွေကိုရုံးခေါ်ခဲ့ဘလို့ဖြစ်နေရလဲငါပြောမယ်လို့အဲ့ဒါဘလို့ဖြစ်နေတာမဟုတ်နော်ဟုတ်တယ်သူမင်းစကားကုန်ပြီဆိုရင်ဘလို့ဖြစ်နေတာအုတ်ကြီးမောမှာဆိုလို့မစကောပိတ်ထားဟုတ်တယ်ပိတ်ထားဒါဆိုဒီမှာရပြီဒီကောင်လေးကိုရုံးခေါ်ခဲ့ငါပြောမယ်ဒီကောင်ပြန်ကြည့်တာငါပြောမယ်ဒီကောင်ထူတာငါပြောမယ်ရုံးခေါ်ခဲ့ဒီကောင်လေးရုံးခေါ်ခဲ့ခေါ်ခဲ့မယ်ခေါ်ခဲ့ပြီဒီကိုလိုက်လာတော့ဒါပဲပေါ့ရပြီအဲ့ဒါဆိုကျွန်တော်ဟိုဘက်ရုံးရောက်ပြီโอเคရိုက်မယ်ကဲဘာညိုကြီးတက်လာနော်ရိုက်မယ်ထူလိုက်ဗျာအဲ့ကောင်ငါပြောမယ်ဆိုတော့ရုံးကူလိုက်ရပါပြီထူတာနဲ့အားမနာနဲ့ဟုတ်ကဲ့စားလိုက်ဟုတ်ကဲ့ငါပြောမယ်ဟုတ်ကဲ့ဒီကောင်တွေကိုရုံးခေါ်ခဲ့ဘလို့ပြည့်နေလို့ငါပြောပါမယ်ကွာမင်းကလည်းသူကြီးမောမှာဆိုမဟုတ်ဘူးရုံးခေါ်ခဲ့ပြီဟောဒီတိုက်တာလေဘလို့ပြည့်နေလို့မင်းဘလို့ဖြစ်နေလို့ငါအုပ်ကြည့်နေကွာကဲကောင်းကျွန်တော်မငိုချင်ဘူးငိုတဲ့ပလို့မဟုတ်ဘူးကျွန်တော်ပြောတဲ့ပလို့လားဟုတ်ကဲ့နော်ဒီမှာကျွန်တော်ပြောတဲ့ပလို့ဘလို့ဖြစ်တာအုတ်ကြီးမောမှာဆိုလို့မစက်ကောပိတ်တာအုတ်ကြီးဆိုင်မဲ့သွားမှာမစက်ပိတ်တာဟုတ်ကဲ့ဒီကောင်တွေကိုရုံးခေါ်ခဲ့ငါပြောမယ်လို့ပြောနေမလားပြောမယ်လို့ပြောနေမလားဒီကတော့ဒီကောင်တွေကိုရုံးခေါ်ခဲ့ဒါကိုဒီကြီးတိုင်းလာတော့ခေါ်ခဲ့ပြီနော်ကိုစမအလုံးချင်းမသွားမှာတိုင်းမယ်ဟုတ်ကဲ့ကိုဟုတ်ဟင်းငါတိုင်းဘယ်လိုတက်တာလဲဟုတ်ကဲ့အာယုံဆိုင်ပါတယ်လာဒီဘက်လာပါနေဒီဘက်လက်ပါဘလို့ဖြစ်နေလို့အုတ်ကြီးမောနေမှာဆိုလို့ငါပြောမယ်ဟုတ်ကဲ့အင်ပစပိတ်ထားဒီကောင်လေးကိုရုံးခေါ်ခဲ့ဟဲ့ဘာကိစ္စလိုက်တာရုံးခေါ်ခဲ့ဆိုတော့ तू ကတန်ဖိုးကမင်းထက်မြင့်နေတယ်ဟုတ်လားမင်းကသူ့တက်နည်းနည်းလေးနှိမ့်သွားတယ်
तू ကအဲ့လောက်ပြောမင်းအဲ့တဲ့ကြော်မဟုတ်လားရဆက်လိုက်လို့ရတယ်ဒီကောင်းလေးကိုဒီကောင်းလေးကိုရုံးခေါ်ခဲ့ဟေးဘောအဲ့လိုဖြစ်ပါရမယ်တယောက်ကမြင်ပြီးတယောက်ကနှိမ့်နေတယ်ဆော်တင်းရိုက်မယ်ဟုတ်ကဲ့ကိုဟဲ့လား5 4 3 2 1 go ဒီကောင်းလေးကိုရုံးခေါ်ခဲ့ငါပြောမယ်ဘလို့ပြနေရတော့အုတ်ကြီးမောင်းပါဆိုလို့ရုံးခေါ်ပါဒီကောင်းလေးကိုခေါ်ခဲ့ပြီဒီလိုကြောက်ရတယ်လေကိုဒီကကြောက်ရတယ်လေဟုတ်တယ်ဟုတ်လုံးခေါ်ခဲ့လေလုံးခေါ်ခဲ့ ရုံးခေါ်ခဲ့ခေါ်ခဲ့ပြီဒီထိလိုက်တော့ရိုက်မယ်ဟုတ်ကဲ့ခေါ်ခဲ့ပြီမပိတ်လိုက်တော့တကယ်ခေါ်ခဲ့ပြီပိတ်လိုက်တော့ကိုတို့ဟိုလေတို့ကဒီတော့ရမ်းမကြည့်ရတဲ့လားတို့မကြည့်တော့အဲရုံးလေးကိုရရအောင်ရိုက်မယ်ဟမ်ဟမ်ဘယ်လိုရုံးထုတ်လိုက်ရေးပြတ်တာများရိုက်မယ်ဟုတ်ကဲ့ရိုက်မယ်ရိုက်ပါဒီမှာကလပ်5 4 3 2 1 action ဒီကောင်းလေးကိုရုံးခေါ်ခဲ့ဘလို့ပြနေရတော့ငါပြောမယ်လေကွာမောင်းပါဆိုလို့အုတ်ကြီးမမဟုတ်ရုံးခေါ်ခဲ့ခေါ်ခဲ့ပြီဩဒီကြလာလေအဲခေါ်ခဲ့ညီရက်လိုက်ခေါ်ခဲ့ညီရက်လိုက်တော့ဒီကနေ့ကဒီဘက်ကဝိုင်းဖြစ်နေနော်ဝိုင်းဖြစ်နေနော်ဒီနေ့ဆက်ကလာကို30တစ်ချက်ကညနေရုံနေတာတော့ရင်းနှီးနေပြီတော်လေရုံးခဏခဏခေါ်ရတယ်ဒီလူကောင်ကိုရုံးကိုခေါ်ရတယ်ဒါမှမဟုတ်ခင်ဗျားညီတော့ရုံးခေါ်ရတယ်ခင်ဗျားလည်းရုံးနေတော့ရင်းနှီးအဲ့ဒါကြီးတော့ကျွန်တော်ရုံးကိုခေါ်ရတယ်ခင်ဗျားလည်းရုံးနေတော့ရင်းနေရပါဟုတ်ပြီဆက်ပါကိုတို့လည်းဒီခင်ဗျားကိုခေါ်ရတယ်ကျွန်တော်အားနာတယ်ဗျာသူတကောက်ပြောနေရနော်ကိုတို့လည်းခင်ဗျားကိုခေါ်ရတယ်ကျွန်တော်အားနာတယ်ဗျာခင်ဗျားငါဥပဒေမှာဟုတ်ပါတယ်ပြောရင်ဒီမှာမှဆိုအဲ့ငါပြောမယ်ဟုတ်အဲ့ဒါရတယ်ကဲကိုတို့လည်းခင်ဗျားကြီးတော့တို့လို့ခဏခဏခေါ်ရတယ်အားနာခင်ဗျားလည်းရုံးနေတယ်ကျွန်တော်လေးကိုရင်းနေကျွန်တော်လည်းအဲ့ဒါပဲပြောတာမဟုတ်ဘူးကြီးရဲ့လည်းအဲ့ဒါပဲပြောတာပါကိုကြီးရဲ့မပတ်သက်ပိတ်တာပါမင်းစပိတ်ထားတော့ပေါ့နော်ကဲဘာပဲပြောပါဗျာဘာပဲပြောကဲနှစ်ဖက်လုံးလည်းမထိုးပြီးလို့ပြန်ကြအဲနောက်ကဖြစ်တာကငါမလို့ချင်ဘူးမင်းတို့လည်းရက်ွက်ချော်ပြီးကြတာမဖြစ်ဘူးကြီးတော့ကောက်ကောက်သွားမယ်နော်သဘောပေါက်တယ်နော်တကယ်လည်းမထိုးပြီးပြန်ကြနှစ်ဖက်လုံးလည်းမထိုးပြီးပြန်ကြအေးမင်းတို့ကောင်တွေလည်းနောက်ကကြရက်ွက်ချော်ပြီးတော့ဒါမဖြစ်နဲ့နောက်ကဆိုတော့ထုတ်ခဲ့ထဲပလိုက်မယ်အေးမင်းတို့လည်းလည်းမထိုးပြီးပြန်ကြအဲ့ဒါအားမယ်မင်းတို့လည်းလည်းမထိုးပြန်ကြရက်ွက်ချော်ပြီးပြန်တယ်နောက်တစ်ခါဖြစ်ထုတ်ရတယ်ပြောတာသာကိုရငါတို့ရအဲ့ဒါပြောလို့လို့ဝေးတာဆိုရင်အဲ့ကောင်ငါပြောလို့ရရုံးခဏခဏခေါ်လိုက်ခင်ဗျားကြီးရုံးနေတယ်ရုံးနေတယ်ရင်းကြီးဟုတ်ဟုတ်ငါပြောလို့ဘယ်လဲမြောက်တော့ခဏခဏပြောတာလေဘယ်လဲညနေဘယ်လဲရုံးနေတယ်ဟိုရင်းနေတယ်အဲ့ဒါမကိုက်ဘူးအဲ့ဒါမကိုက်ဘူးဒီလိုလားဘာလို့လဲဘာလို့လဲကိုပြောတဲ့အခါမှာလည်းကိုပြောတာကိုဒီတက်ပြောကဲဘယ်လဲခင်ဗျားလည်းဒီမှာတော်တော်အားနာခင်ဗျားကြီးရောက်လို့ရုံးခန်းကရောက်နေတယ်အဲခင်ဗျားကြီးရောက်လို့ခင်ဗျားရုံးခန်းကရောက်တော့ခင်ဗျားလည်းရုံးနေတယ်ကြီးနေပေါ့ဒီကြီးဆိုတာဟာထွက်တယ်ကဲဘယ်လဲရေးရလေကျွန်တော်တရားတယ်အားလာခင်ဗျားကြီးကြောင့်ရုံးခဏခဏလာခင်ဗျားလည်းရုံးနေတော့ပြီးရင်းနေအဲ့ဒါပေါ့ကျွန်တော်လေးကြည့်လာတော့ဘာပြောမလဲကျွန်တော်ကြည့်ခင်ဗျားကြီးတော့ခဏခဏခေါ်ရတယ်မင်းတို့အားလုံးလည်းမထိုးနော်မင်းတို့အားလုံးလည်းမထိုးပြီးတော့ပြန်နောက်ကမင်းတို့လည်းရောက်တော့ကြော်ပြီးဖြစ်နေဆိုတော့ငါကိုယ်ထည့်လိုက်ဟုတ်ဟောငါပြောနေဟုတ်ကဲ့ပါဘူးကဲမင်းတို့အားလုံးမထိုးကဲမင်းတို့အားလုံးမထိုးနော်မင်းတို့အားလုံးလည်းမထိုးပြီးပြန်ကြမင်းတို့အားလုံးမထိုးပြီးပြန်ကြမင်းတို့လည်းရောက်တော့ကြော်ပြီးတော့မင်းတို့လည်းရောက်တော့ကြော်ပြီးတော့ရန်ဖြစ်တယ်ဆိုအားလုံးဆွဲထည့်တော့ပါပေါ်ရရတယ်အဲ့ဒါပဲကြောက်ပါပဲမင်းတို့လည်းမင်းတို့လည်းမင်းတို့ခါအာအုတ်ကြီးငါအုတ်ခါကဲနောက်ကရက်ွက်ကြော်ပြီးရန်ဖြစ်တော့ကိုလိုဆွဲထည့်ပါတော့ယောအဲ့ဒါပဲယောအဲ့တော့
ပြေးပဲတော့အဲ့ဒါကပြေးပဲတော့ကဲထားလိုက်ပါတော့မင်းတို့နှစ်ဖွဲ့လုံးလက်မှတ်ထိုးမင်းတို့နှစ်ဖွဲ့လုံးလက်မှတ်ထိုးပြေးပဲတော့ကြရောကဲထားလိုက်ပါတော့မင်းတို့နှစ်ဖွဲ့လုံးလက်မှတ်ထိုးပြေးကြတော့နောက်ကရဲဘက်ကြော်ပြီးပြင်အကုန်လုံးချိုးရဲဆွဲထည့်လိုက်တယ်နော်အဲ့ကရဲဘက်ကြော်ပြီးပြင်အကုန်လုံးချိုးရဲဆွဲထည့်လိုက်တယ်အဲ့ကတော့အဖြတ်ကြီးရှိတယ်နော်ရဲပဲShall do 5 4 3 2 1 go မင်းစားပြီလားဟုတ်ကဲ့ကဲထားလိုက်ပါရောဩThey do 5 4 3 2 1 action မင်းစားပြီလားဟုတ်ကဲ့ကဲထားလိုက်ပါမင်းတို့နှစ်ဖွဲ့လုံးလက်မှတ်ထိုးပြီးပြန်တော့မင်းတို့လည်းနောက်ကနေကြော်ပြီးရပြီးငါအချိုးထက်တယ်ပါတော့ ပေါ့ဘော ဗျာဦးကြီး မင်းတို့ကြည့်လိုက်မအောင်ကြည့်လား ဦးကြီးကအကြီးပါဘူး အဲ့ဒါကိုမင်းစားပြီလားဟုတ်ကဲမင်းတို့နှစ်ဖွဲ့လုံးလက်မလို့ပြန်နောက်ကနေကြော်ပြီးရံပြည့်လို့တော့အကောင်လုံးဆွဲနေမှာ ခုနကကျွန်တော်ပြောတဲ့ဟာ ဘာလဲတော့လက်မှတ်ထိုးလက်မှတ်ထိုး ဘောဘောကဲဆိုစနေလွဲစာအုပ်ပြဟုတ်ကဲဟုတ်လား5 4 3 2 1 action ကဲနေတယ်ဟုတ်ပြောကြည့်ဘယ်လိုလဲ ကဲ လက်မှတ်ထိုးနော်ဘယ်လိုလက်မှတ်ထိုးဒီလိုပါချင်တယ်အဲ့ဒါအဲ့ဒီကနေနေနေကိုယ်တဲ့ဘယ်လိုလဲဒီဘက်မှာဟုတ်ဟုတ်အဲ့ဒါကြားလားကြားလားဟုတ်လား 5 4 3 2 1 action ကဲ လက်မှတ်မင်းလိုက်ရောလက်မှတ်ထိုးကိုယ်တဲ့ရောကိုယ်တဲ့နေနေရောဟုတ်ပြီပါလို့ကငါတို့ဘလို့တော့ကိုနေထားတာနဲ့ပြိပါဒီဘက်ကထိုးရတာလို့ပြီးတော့ဘာပြောလဲကဲကိုယ်လည်းညတော့ဘာမှမလုပ်ဘူးဒီမှန်းကြီးကြောင့်ခမောက်လို့ခဏခဏသွားခဏနဲ့ရုံးတော့လို့ရင်းနေ ကျွန်တော်ပြောသွားတာပဲဒီက မစပ်ပြီလားပြောတော့ကဲပြောတော့ညံ့တယ်ကဲမစပ်ပြီကဲမင်းတို့လည်းလက်မှတ်ထိုးပြန်တော့ပြေးနောက်ကရောတော့ပြီးတော့ဆိုရဲပြေးကိုလို့ဆိုရဲအဲ့ဒါပြေးပြေးအေးပါအဲ့ဒီဟုတ်မယ်နော်ကဲထားလိုက်ပါနော်ကဲထားလိုက်ပါ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 မင်းတို့တော့တို့ပြီးပြဟုတ်ပါဘူးစကား နောက်ကရောကြော်ပြီးပြီးတော့ဘယ်လိုလဲဟုတ်ပါဘူးငါပြောမယ်ဒီမှာတို့ပြန်ပါနောက်ဟုတ်လားမင်းတို့ကျဲပြေးပြန်ပါပြေးပြန်တော့ တို့လည်းပြီးတယ်နောက်တစ်ခါရက်ရက်ချိုးပြီးရံပြည့်လို့မင်းတို့အားလုံးငိုတယ်ငါချိုးရဆွဲတယ်တော့နော် ယောက်ျားလေးဆိုတော့ဆိုတယ်အဲ့ဒါတော့ဘာလို့ဘာလို့ယောက်ျားလေးလေးဆိုတော့ဒီကဒီကားထဲမှာဒီကပြုတ်ဆောင်နေတာပေါင်းထားပါအပိတာပါမနာကြီးအနုရနာမည်ဟာ ကျော်တက်ဆန်ပါကျော်ထက်ဆန်ပါအနုရနာမည်ကျော်ထက်ဆန်ပါโอเคပါအားပေးပါအောင်နော်ရတယ်တင်ထားတယ်လက်ပြကမောက်တယ်ဆိုတော့အစိုးရဖြစ်မောင်ညီမလေးစိုးရိမ်တာတကယ်ကြတော့အဲ့လို PPS ကပ်ပြီးသွားဆိုလက်ပြမဟုတ်ဘူးအေးနောက်ဆုံးကအစိုးတင်ပဲဖြစ်ဖြစ်လုံးဝမစိုးတော့ဟုတ်မရှိဘူးဟိုဒါဆိုညီမလေးကဒီကားတစ်စီးလုံးကို PPS ကပ်မှာနော်အဲ့လိုပြောလို့ပါလား PPS ကပ်မယ်တူကားတစ်စီးလုံးကိုပို့ပြီးပိုက်သွားအဲ့ဒါမျိုးတင်အဲ့ဒါကရန်ကုန်ကမန္တလေးရဲ့ဆိုရန်ကုန်ကဘာလို့ကြာလဲရန်ကုန်မန္တလေးမှာလည်းစာရှိတယ်ဘူးပါလို့ဟုတ်တာမန္တလေးမှာဟောငါပြောမယ်ခဏနေဟိုငါစကားနားတော့မန္တလေးမှာလည်းရှိတယ်တဲ့ရန်ကုန်လာကြမလို့တဲ့မန္တလေးစက်ကားတွေရတယ်စက်ကားလို့ရိုက်လိုက်တာနဲ့အဲ့မန္တလေးမှာလုံးပြီးတော့မန္တလေးမှာလည်းစာရှိတာမလို့မင်းတို့၃ယောက်လာကြတယ်ငါတို့ယောက်ဒီမှာသွားနေလို့အဲ့လိုလေးပတ်
ကြည့်သွားတင်တာတခြားတပေါင်းမြင်နေအလုပ်ချုပ်လို့